ဆိုတော့ပုံမှန်လေးပြောရင်ဒီနေ့ညလည်း Manchester United ရှုံးမယ်လို့ပဲထင်မိတယ်။ဘာလို့ဆို Brentford အိမ်ဝင်များသေတောင်ကျွန်တော်မထင်မိဘူး။ရှုံးမယ်လို့ပဲထင်မိတယ်။ဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel i9b ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့မနက်ဖြန်ညအစောပိုင်းမြန်မာစံတော်ချိန်9နာရီခွဲမှာဆိုရင်တော့ကျွန်တော်တို့ Premier League ပွဲစဉ်ဖြစ်တဲ့ Brentford နဲ့ Manchester United တို့ရဲ့ပွဲစဉ်ရှိပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပါမြင်ပွဲကြုံသက်ခဲ့ပါမယ် comment ချက်လေးလုပ်ပေးတော့မှာဖြစ်ပါတယ် Okay ဆိုတော့ United ရဲ့ Premier League ပွဲတွေကိုပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့အားကိုတကယ်မရှိရပါဘယ်ကနေဘယ်လိုစပြောမှန်းတော့မသိတော့ပါဘူးပွဲဝင်လင်းပြောရင် United ဒီဟာဒီ Premier League ကံပဲရှုံးမှာပဲအဲ့လို mindset ကြီးကစိတ်ထဲရောက်နေပြီနော်မင်းဘယ်အသင်းနဲ့တွေ့အိမ်ငွင်းကန်ကန်အဝေးဝင်းကန်ကန် Premier League ကမှာမလားရှုံးရင်ရှုံးမရှုံးရင်သေရပဲအနိုင်ဆိုတာ Real Madrid United အတွက်ဒီဟာဒီ Premier League မှာမရှိဘူးဆိုလောက်ထဲထိအောင်စိတ်ထဲမှာအဲ့လောက်ထိဒီပြောမှဆိုရင် trauma ကြီးရတယ်အဲ့ဒါကြောင့်မို့ဒီ Manchester United နဲ့ပွဲနဲ့ပတ်သက်ပြီးပြောရင်တော့ဘာပြောလို့ပြောဘာကနေစပြောလို့ပြောအောင်မသိဘူးပြီးတော့ဒီပွဲက Brentford ရဲ့အိမ်ငွင်းမှာကန်ရမှာBrentford ကဟိုတနေ့ကဒီ Nottingham Forest ကိုသူတို့ရဲ့အိမ်ဝင်းထိသွားပြီး2-0နဲ့အနိုင်ရရှိခဲ့တယ်။သိရတယ်မဲ့ Nottingham Forest ကဒီရာသီမှာအခုမှသာအဆင့်အောက်လုပ်ပြီးချန်ပီယံတွေပြုတ်သွားတယ်ဆိုပေမဲ့ချန်ပီယံလိဝင်ခွင့်ရနေပြုတ်သွားတယ်ဆိုပေမဲ့လီယာဒီတလျှောက်လုံးအဆင့်9အထက်မှာနေပြီးတော့လုံးဝအသင်းတိုင်းကိုအသင်းကြီးမှန်သမျှကိုလည်းဒုက္ခပေးတယ်။အသင်းတိုင်းကိုလည်းအနိုင်ပိုင်းလာတဲ့အသင်းအဖြစ် chase သွားနေတဲ့အသင်းများဒီလိုအသင်းကို Brentford အနေနဲ့ဒီချန်ပီယံလိဝင်ခွင့်ရနေတယ်ပြုတ်အောင်2-0နဲ့သူတို့အိမ်ဝင်ထိသွားပြီးကြိတ်လာတာဆိုတော့ Brentford က short တက်လို့မရဘူး Brentford မှာမဟုတ်ပါဘူးဒီဟာဒီ Manchester United ရဲ့နဲ့တွေ့မဲ့အသင်းတိုင်း Premier League မှာတွေ့မဲ့အသင်းတိုင်းကဘယ်အသင်းမှကို short ထွက်လို့မရတာပါ Manchester United လည်းတော်တော်ခက်ခဲတာပါဒီပွဲဆိုရင်လည်း Brentford အိမ်ဝင်မှာကန်ရမှာပြောတယ်ခက်ခဲဦးမယ်ထင်တယ်ဒီ Manchester United ဘက်ကတော့ကျွန်တော်အနေနဲ့ဘာမှမပြောချင်အောင် Europa League ပွဲတွေကတော့ထည့်မပြောတော့ဘာလို့လဲဆိုတော့ဒီ Europa League မှာကန်တဲ့ Manchester United နဲ့ Premier League မှာကန်တဲ့ Manchester United ကတသိန်းနဲ့တော့ဟုတ်ရဲ့လားလို့တော့မေးယူပါကစားသမားတွေကလည်းဒီကောင်တွေပဲကန်နေရလားလို့တော့မေးယူပါဟာ Europa League ဆိုရင်ဟာသူတို့လောက်ကောင်းတဲ့အသင်းเนาะဒီသူတို့ကစားသမားတွေလောက်ဒီတခြားကစားသမားတွေထက်ကိုကောင်းတာကမ္ဘာပေါ်မှာသူတို့လောက်ကောင်းတဲ့ကစားသမားတွေမရှိတော့ဘူးသူတို့ထက်ကောင်းတဲ့အသင်းလောက်ကိုမရှိတော့တဲ့ပုံစံမျိုးတွေနဲ့ Europa League မှာကစားပြရတယ်ဒါပေမဲ့ဒီလူတွေပဲဒီအသင်းပဲ Premier League မှာကန်ရင်ဟာဆောက်တော့လွဲတယ်ကြီးပဲသူတို့ဘာသူတို့ကန်နေသူတွေကန်နေလှုပ်ချင်သူတွေလှုပ်နေနီးပြတယ်မမဘူးထဲ့ထားတဲ့17ယောက်ကိုကဒီ Premier League ပွဲစဉ်ဆိုရင်ဘာကြီးလှုပ်မှန်းမသိတာတယောက်ချင်းစီလည်းအပြစ်ပြောနေလို့ပြီးမှာမဟုတ်သသိန်းလုံးလှုပ်ချင်တာကိုလှုပ်နေတာဆိုတော့ Premier League ပွဲစဉ်ဆိုရင် Manchester United တို့ကတိတ်ပြီးပြောဟိုအားပြောဖို့အားတောင်မရှိဆိုတော့ပုံမှန်လေးပြောရင်ဒီနေ့ညလည်း Manchester United ရှုံးမယ်လို့ပဲထင်မိတယ်ဘာလို့ Brentford အိမ်ဝင်များသေတောင်ကျွန်တော်မထင်မိဘူးရှုံးမယ်လို့ပဲထင်မိတယ်အဲ့တော့အရှုံးလေးကအမျက်ကိုယူလို့ရရင်တော့ယူတတ်ရင်တော့ယူလို့ရတယ်ဆိုတော့အမိုရင်းကိုယ်တိုင်ပြောထားသလိုပဲဒီနေ့ပွဲမှာဆိုရင်လေလူငယ်တွေပဲထည့်သုံးစေခြင်းတယ်ဆိုတော့အသင်းကတော့ဘလို့နေပြိသက်တိုင်းကလည်းထင်ပါပဲရှုံးမယ်လို့ဒီပွဲတော့ထင်ပါပဲဆိုတော့အရှုံးလေးကအမျက်ကလူငယ်တွေကိုခြေစွမ်းကိုကြည့်ခြင်းတယ်လူငယ်တွေအများကြီးရှိတယ်ဒီဘဲခြေစွမ်းကိုကျွန်တော်တို့ကြည့်ခြင်းတယ်ဒီဘက်အခြေစွမ်းရဘလို့နေရာမှာဘလို့လုံနိုင်မလဲဆိုတာနီးပြအတွက်လည်းကြည့်ဖို့လိုရတယ်လို့ကျွန်တော်တို့အနေနဲ့လည်းကြည့်ဖို့လိုရတယ်ဆိုတော့ဒီပွဲစဉ်မှာရှုံးမဲ့တူအဲ့လူငယ်တွေကိုပဲထည့်သုံးပြီးတော့လူငယ်တွေကသုံးသပ်ဖို့အတွက်ပွဲထွက်လာစီခြင်းလည်းလိုပဲမြင်ပြီးပါဆိုတော့တစ်ဖက်မှာလည်းဒီEuropa League မှာ Manchester United အနေနဲ့ final တက်သွားပြီလို့တော့ပြောလို့ရတယ်ဒီBIO ဆိုလဲသူတို့အိမ်ဝင်းနေသွားပြီးတော့သူတို့စီးနဲ့ကြိတ်လာဖြစ်တဲ့လုံးဝလွတ်ကျွတ် final တက်နိုင်ပြီလို့ပြောလို့ရတဲ့အတွက်ကစားသမားတွေကိုလည်းဒီအနာပေးရရောက်မယ်ဒီလူငယ်တွေကိုလည်းခြေစွမ်းကြည့်လူငယ်တွေခြေစွမ်းကိုလည်းဘယ်လောက်ထိရှိလဲဆိုတော့ဒီအရှုံးတွေအမျက်အနေနဲ့ယူလို့ရမှာဖြစ်တဲ့အတွက်တကယ်ကစားသမားတွေအဓိကကစားသမားတွေကိုဒီ Europa League အတွက်အနာပေးပြီးတော့လူငယ်တွေကိုပဲဒီပွဲမှာရှုံးမဲ့တူသူတို့ရဲ့ခြေစွမ်းကိုကြည့်စေချင်တာတော့အမှန်ပဲဗျဆိုတော့ဒါပါပဲကျေးဇူးတင်ပါတယ်